안녕 말레이시아 라이브ကျေးဇူးပါတယ်ရှင်ဒီတစ်ခါမှာတော့မလေးရှားမှာရှိတဲ့ shopping mall တွေအများကြီးတဲ့ကနေပြီးတော့မလေးရှားရဲ့နာမည်ကြီး shopping mall လို့လည်းပြောရမှာပေါ့နော်နာမည်ကြီးရဲ့လူတိုင်းသိတဲ့ shopping mall တစ်ခုသူ့နာမည်ပြောနိုင်လူတိုင်းသိတဲ့ shopping mall တစ်ခုခေါ်သွားပေးမယ်သူ့နိုင်ငံတကာကလည်းသိတယ်ပေါ့နော်နိုင်ငံတကာကလည်းသိတယ်သူ့ကိုပြောလိုက်လို့ရှိရင်နိုင်ငံခြားကလည်းသိတယ်ဒါကတော့ Maybelline shopping mall ပဲဖြစ်ပါတယ်မိဂါ shopping mall သူကအကြီးစားပေါ့နော်သူကအခုနောက်ပိုင်းဆိုလို့ရှိရင်သူ extension လုပ်ထားတာဟုတ်ပါမှာပေါ့နော်Maybelline garden ဆိုပြီးတော့နောက်တက် set ထပ်ပြီးတော့ extension လုပ်ထားရတယ်လေအဲ့ဘက်ကမှမသွားဖြစ်ဘူးဒီဘက်တစ်ချမ်းပဲဒါတော့မှအဲ့နေ့ကရှောက်ပတ်တာအချိန်ကဘယ်လိုကုန်လို့ကုန်သွားမှမသိဘူးနောက်ကြလို့တော်နောက်ကြတော့နောက်ကြလို့ပြောတော့မှဟိုတောင်ဖြစ်နေပြောစမတောင်ဖြစ်သွားတယ်ဘာဖြစ်လို့ဆိုတော့ပြောတော့တနားဆိုပြီးတော့2နာရီလောက်ကြာသွားလို့ဆိုပြီးတော့အချိန်တော့မလောက်ဘူးအဲ့တော့ဒါကတော့မြင်ကြီးထက်ပေါ့နော်ပထမဆုံးမှဝင်သွားတာတော့မြင်ကြီးချက် ground floor မှာပေါ့နော် ground floor ကနေပြီးတော့ ground floor မှာလည်းသူက basement လည်းရှိတယ်အောက်မှာပေါ့နော် lower ground ဆို LG ဆိုရှိ LG မှာကဟိုဗာလဲဟွာလေးရှိရဟိုဘယ်လိုခေါ်မလဲ web market လို့မျိုးပေါ့နော် web market မဟုတ်ဘူးဘယ်လိုပြောမလဲဟိုNSK လို့မျိုးပုံစံမျိုးပေါ့နော်အထက်အောက်မှာလေအဲ့လိုလည်းရှိရအဲ့လိုမျိုးရှိရပေါ့နော်ပြီးတော့ဒါ south court အဲ့ဒါ central ရှိမယ်ပြီး north court ရှိမယ်သူကအဲ့လိုမျိုးသူအပိုင်းတွေခွဲထားတာပေါ့နော်အဲ့တော့ဒါကတော့ ground floor မအများကြီးတော့မပြောဘူးမ please video ကနည်းနည်းတော့ရှည်တယ်ဆိုတာဘာဖြစ်လို့လဲဆိုတော့ဟိုဗာလဲမရစ်ထားဘူးဒီတိုင်းပဲဘာဖြစ်လို့ဆိုဆိုင်တွေကိုတေးချပြချင်ဒါပေမဲ့နည်းနည်းတော့လှုပ်တယ်မစကူတာနဲ့ရိုက်တော့လေအဲ့ဒါဘယ်လိုလုပ်ကမှမသိဘူးတဲ့မစကူတာလက်ကတစ်ဖက်ကမောင်းတယ်တစ်ဖက်ကကင်ပြီးရိုက်တဲ့ခါကျတော့ဟိုစားပါလဲဟိုကတုံနေဒီမှာတက်ရှင်းလုပ်တဲ့ဆက် तू ကမောက်တွေ့တော့ခုနကတော့ရက်လိုက်တယ် तू ကဟိုဝေးကနေလမ်းကြည့်ရတော့ရက်လိုက်တယ်ရက်ပြီးတော့မှ तू မောင်းလာအဲ့လိုမျိုး तू မောက်တိုက်မှာဆိုလို့လေအဲ့လိုမျိုးဆိုတော့ဒီဥစ္စာကတော့အောက်ထပ်ဒါမျက်မှန်ဆိုင်နေပါလေပေါ့နော်ဒါမှအများကြီးမပြောတော့အဲ့မှာကြည့်လိုက်အဲ့မှာအစုံကြည့်နေတွေ့လိမ့်မယ်ရွှေဆိုင်နေလည်းရှိရဲအဲ့ဒါမှပဲဘန်နေပါလေဆိုလို့ရှင်လဲ ADN ဆက်တွေပါရှိရလေထုတ်လို့ရတယ်ဒါကတော့ ground floor ကနေပြီးတော့ပထမတက်ကိုသွားမှာပေါ့နော်ပထမတက်ကိုတက်လေကစီးပြီးတော့သွားတာဖြစ်တာအဲ့ပထမတက်မှာလည်းဆိုင်နေအများကြီးပဲရှိရယ်ပထမတက်နဲ့ ground floor နဲ့ပေါ့နော် ground floor ကတော့ဆိုင်ပုံစံတော့တူပဲအဲ့ lower ground ပေါ့နော် LG မှာဆိုလို့ရှိရင်တော့ပေါင်ပုတ်ဆိုင်တို့စားတောက်တွေရှိတယ်ဘယ်လိုပြောမလဲဟောပေါ့အစားတောက်တွေဆိုတာဟို sushi king တို့ McDonald's KFC တို့တည်မလားအဲ့လိုမျိုးစားတောက်တွေအဲ့လိုမျိုးရှိတယ်အောက်ထပ်မှာဒါမျက်မှန်ဆိုင်တွေဝယ်စားတွေအဲ့လိုရှိတယ်
ဒါကတော့မိဘလီထဲမှာရှိရဲ့ metro ဂျာယာတဲ့ကိုဝင်တာပေါ့နော်သူကကျတော့ထဲထဲမှာအိမ်သုံးပစ္စည်းတွေကုန်ရှိရဲ့အဝတ်စားယောက်ျားမိန်းမအိယာခင်းအိယာမှုတ်ယာပြီးလို့ရှင်အသုံးဆောင်ပစ္စည်းတွေပေါ့နော်အကုန်လုံးရှိတယ်ပြီးရင်ဟိုအိမ်သုံးပစ္စည်းလည်းအကုန်လုံးရှိရေမှုတ်ရအစားအကုန်ရှိရဲ့အိမ်သုံးပစ္စည်းတွေအကုန်ပေါ့နော်ခေါင်းအောင်ဒါဆိုရှင်အမျိုးသမီးအိတ်အမျိုးသမီးအင်ကြီးယောက်ျားအင်ကြီးမိန်းမအင်ကြီးကလေးအင်ကြီးအဲ့လိုမျိုးတတ်စီရှိရပါတော့မထရကြရတဲ့မှာဒါကြတော့သူအထက်ထဲမှာအဲ့လိုမျိုးလေးပြင်ပြီးခွဲထားတယ်သူတို့ဆိုင်ကြီးနဲ့ဆိုင်ပေါ့နော်သူဆိုင်နဲ့သူအဲ့လိုမျိုးလေးပြန်ခွဲထားရှိတယ်ဒါကတော့ဒါကတော့မျိုးသမီးတန်းပေါ့ကလေးတန်းဆိုလဲကလေးအင်ကြီးတတ်ရှိရတယ်ဒီအိတ်တွေပါမယ်ယောက်ျားလေးဆိုလို့ရှိရင်ကပတ်တွေနက်ထိုင်လေဘင်းကနက်ထိုင်လေးဖနက်တွေအဲ့ဒါဆုံးပေါ့ဆုံးပေါ့ရှိရပါတော့ဒီမှာ popular ဒီကတော့စာအုပ်တွေပေါ့နော်အစုံရှိရတဲ့မှာစာအုပ်တွေစာပေသမားတွေကြောင့်အဲ့မှာပြောတာပေါ့ကွယ်ကိုတွေကတော့တည့်ရတိုင်းပဲစာအုပ်ကိုလန်လိုက်တာနဲ့အိပ်ပြောတဲ့ထဲမှာပါတယ်လေစာနဲ့မျက်နှာနဲ့တွေ့လို့ရှိရင်ဘယ်လိုအိပ်ချင်မှမသိဘူးဒီမှာ electronic ပစ္စည်းရောင်းတဲ့နေရာရောက်ပြီဒီနေရာကိုလာချင်းလို့တတ်မှရမယ်ရှာတာပေါ့နော်အဲ့တော့အဲ့ဒီအရာဖုန်းမဝယ်ရသေးနောက်နေ့မှာဖုန်းဝယ်ရအဲ့နေရာအဲ့မှာ tablet တွေဖွားကြည့်လား tablet လို့ချင်တာ tablet စုံပလုံးတုံးအခုလည်း tablet နဲ့ပဲတိဝယ်ထားတဲ့ tablet နဲ့ editing လုပ်ပြီးတော့ပါတော့ပေါ့ကွယ်အဲ့လေtablet စီကတော့မှတေးသေးလေးပေါ့အဲ့ဒါလေးပဲဝင်ကောင်းမလားပေါ့စဉ်းစားတာပေါ့နော်ကြီးလည်းမဟုတ်သေးသေးလေးပေါ့နော်ဒါပေမဲ့တကယ်တော့ဝယ်လိုက်တဲ့ခါကျတော့ကြီးပါလေရှင်လို့ဒီ site လိုက်တော့ရှိမှတင်နေဝယ်လိုက်တာကြာဒီ site လိုက်ရှင်နာမည်စီကတော့တက်တာပါလား
ဒီလောက်မကြည့်ဘူးပေါ့နော်အဲ့တော့ဒီ site လောက်ရှိမှတင်နေမှာပေါ့လားအဲ့ဒီဟာတွေလိုချင်လို့ဒါကတော့ Eon နဲ့ပေါ့နော် Eon နဲ့မှလည်းခုနလိုပဲပေါ့နော် TV တို့လျှက်စစ်ပစ္စည်းတို့အစုံပလုံးအိမ်လုံးပစ္စည်းတွေအကုန်လုံးအိုးခွက်ပကံကျဲရောက်ခွက်ရောက်ပြီးလို့ရှိရင်အိမ်ဖုံဆုပ်ဆက်ဖုန်းလျှက်စစ်ပစ္စည်းပေါင်းအိုးဘာညာပြီးတော့လျှက်စစ်နဲ့ပတ်သက်တဲ့ပစ္စည်းလည်းရှိတယ်ကွာအမပြီးတော့အမဟိုစာပါလဲရေခဲတစ်တာတို့ဝစ်လျှော်ဆက်တို့အဲ့ရက်စစ်ပစ္စည်းနဲ့ပတ်သက်တဲ့ဟာတွေလည်းစုံရှိရယ်ထဲထဲမှာသမင်းပေါင်းအိုးဟာညာတာရကပေါ့အဲ့လိုမျိုးစုံရှိရပေါ့ကွယ်အဲ့ Eon နဲ့မှာဒါရက်စစ်ပိုင်းဆိုင်ရာairconတို့ပန်ကားတို့ဒီနေ့မှာတော့ရက်စပစ္စည်းရဲ့စုံမရှိရလေအမပကံခွက်ရောက်တယ်လည်းရှိတယ်မိဖို့ကြောင့်သုံးတဲ့ပစ္စည်းတွေကုန်ရှိတယ်ရက်စဆိုလို့ရှိရင် extension ကြိုးတွေပါညာကွကတဲ့အိုးတန်ခွက်ဒဲနီတွေလည်းရှိတယ်ကျွန်မရိုက်တာတော့ကောင်းနေတော့မူးနောက်နေတော့ဘာလည်းမပြောချင်တော့ကိုလည်းဘယ်လိုရိုက်လို့ရိုက်မိမှမသိအေးရခင် level 2ရောက်ပြီ level 2လာရမလားဟုတ်တယ်ပြောင်းပြန်ရိုက်လိုက်လို့ level 2မှာဘာရှိလဲဆိုတော့ဒီကဟိုပါပေါ့ရုပ်ရှင်ရှိရယ် McDonald အဲ့ဒီရုပ်ရှင်ရဲ့ပေးနာမှာ McDonald ရှိတယ်ပြီးတော့အဲ့ပေါ်အပေါ်ဆုံးထပ်မှာMr. DIY အကြီးကြီးရှိတယ် Mr. DIY ဘယ်လောက်ကြီးလဲဆိုရင်သူကပတ်စံတော့မကွာကိုနေရှင်းရတယ်အဲ့လိုမျိုးအမလက်ကို city လည်းရှိရယ်ကလေးတွေရမ်းကြိုက်တယ်ဟောလေလက်ကို city ရုပ်တွေရောင်းနေတာလေအဲ့ဒါလည်းရှိတယ်ဗျာဖုန်းဆိုင်လေးပါလေဒီမှာ McDonald ရုပ်ရှင်CSC ရုပ်ရှင်စီနီမာနဲ့ McDonald နဲ့တွဲလိုက်အဲ့ McDonald နဲ့တွဲရဲ့ဘေးနားမှာဖုကောဟိုချမ်းတယ်နေဒီအဆောက်ခေါ်ဆောက်ခေါ်ကိုပြချင်တာ
အင်္ဂလိပ်လိုနဲ့မြန်မာလိုနဲ့တွဲပြီးတော့မပြောနိုင်တော့အဲ့စကားဒါအယုတ်ဆိုင်ကျမတို့အကြိုက်ပေါ့ကွယ်အယုတ်ဆိုင်ပေါ့မနောက်ဆုံးမှာအဲ့နားမှာဖူကော့ပဲအဲ့ဒါဖူကော့အထက်ထဲမှာရှယ်အကြီးပဲကောင်းတာလေးနဲ့အများကြီးပဲစားစရာဆိုင်အများကြီးပဲရှယ်ဖူကော့ရှယ်အရင်စားလို့ကောင်းတာဆရာမတို့နဲ့လောင်းတော့စားအရင်စားလို့ကောင်းတယ်အားလုံးကျေးဇူးတင်ပါတယ်ကြည့်ရှုဆုံးတိကြည့်ရှုပေးတဲ့ရောက်စီတိုင်းကိုအရင်ကျေးဇူးတင်မှာနောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်ဘိုင်ဘိုင်တတာ